အဲ့ဒီအစောပိုင်းဝင်ပြီးတယ်လို့ခံစားရတဲ့နေ့တွေကိုဖြတ်တန်းပြီးနောက်တော့အတွေ့အကြုံနှူသေးတယ်လို့ခံစားရတာတွေဟာသင်ယူမှုလမ်းကြောင်းတစ်စိတ်တစ်ပိုင်းပဲဖြစ်တယ်ဆိုတာကျမနားလည်လာပါတယ်အစကတည်းကအရာအလုံးကိုသိနေစရာမလိုပါဘူးတိုးတက်ပြောင်းလဲမှုဆိုတာအတွေ့အကြုံကနေတဆင့်တဖြည်းဖြည်းချင်းပဲရလာမှာပါလူဖို့ကင်ပတ်ဆီယာမတယောက်ကကျမကဘယ်တော့မှမေ့မှာမဟုတ်တဲ့အကျဉ်းဉာဏ်တစ်ခုပဲရဲ့အတွေ့အကြုံဆိုတာအကောင်းဆုံးဆရာသမားပဲအစကတည်းကအရာအလုံးကိုသိထားလို့တိုးတက်ပြောင်းလဲလာတာမဟုတ်ပါဘူးလှုပ်ရှားရှိတာတွေကိုလှုပ်ရင်းနဲ့ပဲတိုးတက်ပြောင်းလဲလာတာပါတယ်အဲ့ဒီအကျဉ်းဉာဏ်ကြောင့်ကျမအတန်းပေါ်ကြီးရဲ့အမြင်ပြောင်းလဲသွားခဲ့ရတယ်စိန်ခေါ်မှုတစ်ခုစီတိုင်းဟာတင်ယူရမယ့်အခွင့်အလမ်းတစ်ခုဖြစ်လာတယ်။အမားတိုင်းဟာလည်းပိုကောင်းအောင်ပြင်ဆင်ဖို့အခွင့်အရေးတစ်ခုဖြစ်လာတယ်။ဘာတွေကအလုပ်ဖြစ်တယ်။နောက်တစ်ခါဆိုဘာတွေပြောင်းလဲလှုပ်ဆောင်နိုင်မလဲဆိုတာကိုပြန်လဲဆင်ခြင်ဖြစ်တယ်။သင်ခန်းစာပြင်ဆင်ခြင်းပို့ပေးဖြစ်တယ်။ကျောင်းသားတွေကိုဘာတွေရသွားစေခြင်းလဲဆိုတာကိုတိကျစဉ်းစားဖြစ်တယ်။ UNESCO ကနေပံ့ပိုးပေးထားတဲ့မြန်မာ Teacher Platform မှာ online သင်တန်းတွေတက်ခဲ့တယ်။အဲ့ဒါကကျမရဲ့အရေးအသွေးတွေကိုပိုအားကောင်းလာစေပြီးသင်ကြားနည်းသစ်တွေကိုရှောက်ဖွင့်နိုင်ဖို့ကူညီပေးခဲ့တယ်။သင်ကြားနည်းသစ်တွေကိုစမ်းသပ်ကြည့်တယ်။တချို့ကအလုပ်ဖြစ်တယ်။အချို့ကတော့မဖြစ်ဘူးပေါ့။ဒါပေမဲ့နီလန်တစ်ခုချင်းစီကကျမအကြောင်းသားတွေအကြောင်းကိုတစ်ခုမဟုတ်တစ်ခုသင်ပေးကြတာကြီးပဲတဖြည်းဖြည်းနဲ့ကျမရဲ့သင်ကြားမှုပုံစံကပိုအားကောင်းလာခဲ့တယ်ပိုပြီးယုံကြည်မှုရှိလာတယ်ပိုပြီးစနစ်ကျလာတယ်ကျောင်းသားတွေနဲ့လည်းပိုပြီးအချိတ်ဆက်မိလာတယ်ကျမတိုးတက်ပြောင်းလဲလာတဲ့အခါကျောင်းသားတွေလည်းတိုးတက်ပြောင်းလဲလာကြတယ်တိုးတက်ပြောင်းလဲမှုဆိုတာတဆင့်ချင်းစီသင်ခန်းစာတစ်ခုချင်းစီနေ့ရက်တစ်ခုချင်းစီကနေဖြစ်လာတာပါအတွေ့အကြုံပြန်လဲဆင်ခြင်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကနေတဆင့်ကျမတို့တိုးတက်ပြောင်းလဲလာကြပါတယ်။ဆရာမတယောက်အနေနဲ့တည်းမကပဲကျောင်းသားတွေနဲ့အတူပညာရေးအတိုင်းဝိုင်းတစ်ခုအနေနဲ့ပါတိုးတက်ပြောင်းလဲလာတာပါ။